ပြုတ်ဖြစ်ပါအခီစီကြောင့်ဒီနေ့မှာတော့နာမည်နေလေးပြောင်းနေတာလေးဖြစ်တဲ့ကြောင့်မလို့နာမည်နေလေးလည်းပြောင်းမယ်ပြီးတော့ Robert Giveaway လေးလည်းလုပ်ပေးရင်းနဲ့ခီစီနားပါမယ်ပေါ့နော်အရင်ဆုံးနာမည်နေလေးကတော့နာမည်နေလေးကတော့ Leona ဖြစ်ပြီးတော့ Leona ကိုအပိကြပါအောင်လို့ပြောချင်ပါတယ်ဆိုတော့ Kiss Move တော့ပဲ Kiss ရဲ့နာမည်က Leona ဖြစ်သွားပါပြီဆိုတော့ Leona လို့ပဲပြောပါရမယ်နော်ဆိုတော့ Leona ကိုအပိကြပါအောင်နော် Leona ကအခုမှဆော့ဆော့ဖြစ်တဲ့အတွက်ကြောင့်မလို့တိတ်လဲမဆော့ရဘူးပေါ့နော်တိတ်တောင်မဆော့ရပါဘူးရှင့်သူများရတော့ပြောကြမယ်ပေါ့နော် Leona အခုမှဆော့ဆော့ရပေါ့နော် KC ဆိုပြီးနာမည်ပြောထားပြီးတော့ဘာလို့ Leona ဆိုပြီးနာမည်အခုမှ TikTok ကောက်ဖွင့်ပြီးတော့ဆော့တာပြီးရင်မျိုးဆော့ရဲပြီးတော့နာမည်နေပြောင်းနေပေါ့နော်လိုမျိုးပြကြမယ်လို့ထင်ပါတယ်ဒါပေမဲ့ Leona က KC ဆိုတဲ့နာမည်နေကြီးကဆိုလို့ရှိရင်အများကြီးဖြစ်တဲ့အတွက်ကြောင့်မလို့KC ဆိုတဲ့နာမည်နေကိုလုံးဝမပြောင်းတော့ဖြစ်ပါရှင့်ဆိုတော့လုံးဝနာမည်နေကတော့Leona မဟုတ်တော့ပါဘူးရှင့်ကဲပြီးတော့ပါပြီဆိုတော့ Leona ရေပေါ့နော် Robert Giveaway ကတော့ winner 3ယောက်ရေးထားပါမယ်နော်Robert Giveaway ကတော့အလုံးပေါင်း2000တိတိဖြစ်ဆိုအားလုံးမတောင်းမှန်ပါဘူးနော် Leona အလုပ်လေးဖြစ်တဲ့ပါရှင့်ပြန်ကုန်မယ်ကဲ Leona လိုလိုက်ခုံကြည့်ပေါ့နော်တက်သွားပါရှင့်ကဲ Leona အမျိုးသွားပါရဲ့နည်းနည်းလေးကြာခုံပြရပါနော် Leona ခုနမှသိရပါနော်သူများရဲ့ခုနတွေ့လို့ဖြစ်ပါတယ်ဒီနားလေးကတော့ခုံလို့မရသေးဘူးပေါ့နော်ဟိုနားထိနည်းနည်းသွားပါသေးတယ်ခုနမှသိရပါနော်ဗီဒီယိုခုနတော့ရက်ထားသေးပေါ့နော် edit လုပ်သေးရဖြစ်တဲ့အတွက်ခုနချက်မရပါမယ်ခုနလေးရပါပြီကဲဒီနားမှာတော့ရပြီပေါ့နော်ဒီနားမှာတော့ဟိုကမဖွင့်မိလိုက်ရအောင်ခုနတော့ဒီနားမှာလေးစားရှိတယ်ပေါ့နော်ဒီနားထိမရသေးခုနထိခုနလေးမှရပါမယ်ဆိုအားလေးပြပြမယ်ပြီနော်ဒီဆုံး Valentine နေဆိုရင်လူတိုင်းရတယ် Robot ထဲမှာ Robot တွေ free ဆိုတာဘယ်သူမှမသိတော့ပါဘူး Leona တယောက်ဖြစ်သိရပေါ့နော်ကတော့ Leona ကြွားရလည်းမဟုတ်ပါဘူးမရောက်သေးပါဘူးရှင်နည်းလေးတော့ခုံးပါသေးတယ်အဲ့မှာ Robot 50ရခဲ့ပေါ့နော် Billy Stoney ကနေပြီးတော့ Leona 2ရက်3ရက်လောက်ရောင်းလိုက်တာ105 1000နမ1000နမ50 150ဆိုတာLeona မှပြီးပြောမိလို့ပေါ့နော်1050ဒီကို Leona ရခဲ့ရပါတော့ခုနမှဆိုရတော့မယ်နော်ဒါပြီ